Intensity 1 လူအများမခံစားရစက်ကိရိယာတွေကသာပြီးနိုင် Intensity 2အနည်းငယ်တုံတယ်လို့ခံစားရအိမ်အပေါ်ထက်မှရှိသူတွေတတိထားမိနိုင် Intensity 3အိမ်ထဲမှာရှိသူအများစုခံစားရတချို့ပစ္စည်းတွေတုံခါတဲ့ Intensity 4ဒီရင်တော့ပကံတွေတုံခါလူအများစုကတိတာစွာခံစားရပါတယ် Intensity 5အိမ်ကြီးသူများနိုးလာနိုင်ပစ္စည်းတချို့လဲကျပြီးပျက်စီးနိုင်ပါတယ် Intensity 6လူတွေကြောက်ပြီးပြေးထွက်နိုင်တိုက်တဲ့အိမ်တွေအကွဲနိုင်ပါတယ် Intensity 7အဆောက်အဦတချို့ပျက်စီးနိုင်ပြီးလူတွေမတ်တက်ရပ်ဖို့ပါခက်ခဲနိုင်ပါတယ် Intensity 8အဆောက်အဦများစွာပျက်စီးလာပြီးရေအမတ်ပျက်စီးကြီးတွေတောင်နေရာဆွေ့သွားနိုင်ပါတယ် Intensity 9နေအိမ်အများကြီးပြိုပါမယ်မြေပြင်အကွဲမှုတွေဆက်ဖြစ်လာပါမယ် Intensity 10လမ်းတပါမဆွေပြောင်းနိုင်တဲ့အဆောက်အဦအများစုအကြီးအကျယ်ပျက်စီးပါမယ် Intensity 11အဆောက်အဦအနည်းငယ်သာကျန်ပါမည်မြေပြင်အနေထားလည်းပြောင်းလဲသွားနိုင်ပါတယ် Intensity 12မြေပြင်ပေါ်ကအရာအလုံးနီးပါးပျက်စီးနိုင်ပြီးမြေပြင်ကရေလိုင်းလိုရွေးတယ်လို့ဖြစ်လာနိုင်ပါသည်